အာယုံဦးမော်ကျောင်းတော်ကရေမောချင်းစုံစားခန်းမော်ကျောင်းတော်ရဲ့နက်နက်ခင်းတစ်ခုမှာဆရာကြီးကကျောင်းသားတွေကိုခက်ခဲတဲ့ပြန်တန်းခြင်းမော်သင်ခန်းစာပေးလိုက်ပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့ရဲ့တငယ်ချင်း၃ယောက်ကတော့ထုံးစံအတိုင်းဆူညံနဲ့ပေါ့ဒီတစ်ခါတော့ငါရဲ့အစွမ်းကိုကြည့်လိုက်တော့ဆိုပြီးမိကိုဘုံကရှေ့ထွက်လာပါတယ်။သူကတမျက်စီးကိုစီးပြီးပြန်တက်ဖို့ဂါထာရွတ်လိုက်ပေမဲ့ပြန်မတက်ပဲတမျက်စီးအောက်ကနေမိကိုလုံးကြီးတွေပဲတလိမ့်လိမ့်ထွက်လာပြီးတကြောင်လုံးဘာမှမမြင်ရအောင်မှောင်တိဖြစ်သွားပါတော့တယ်။ဟေးလူမိကိုဘုံမင်းကပြန်မလားပြားကိုတိုက်မလားဆိုပြီးတငယ်ချင်းတွေကဝိုင်းစားကြပါတယ်မိကိုတွေကြားထဲကနေမျက်မှန်မှုကသူ့ရဲ့မျက်မှန်ထူကြီးကိုပင့်တင်ရင်းစာအုပ်ကြီးကိုလှန်လိုက်ပါတယ်မင်းရွတ်တက်လွဲနေတာလေမိကိုဘုံရဲ့အတန်ထွက်ကအေးမဟုတ်ဘူးဤလိုထွက်ရမှလို့တက်မှတ်ပေးပါတယ်မျက်မှန်မှုကတော့ထုံးစံအတိုင်းစာအုပ်ထဲကအချက်လက်တွေကိုအလို့ရနေသူပါမိကိုတွေကြားထဲမှာမိကိုဘုံကတမျက်စီးပေါ်ကပြုတ်ကျပြီးခြေထောက်ခောက်သွားပါတယ်အဲ့ဒီအချိန်မှာမော်ကူးဆရာလေးကအပြေးလွှားရောက်လာပါတယ်စိတ်မပူနဲ့ငါရှိတယ်လို့ပြောပြီးသူ့ရဲ့နူးညံ့တဲ့လက်ဝါးလေးနဲ့ထိလိုက်ရုံနဲ့မင်းရဲ့ဒဏ်ရာကချက်ချင်းပျောက်သွားပါတယ်နောက်ဆုံးမှာတော့မျက်မှန်ပူရဲ့လမ်းညွှန်မှုမော်ကူးဆရာလေးရဲ့အားပေးမှုနဲ့အတူမိကိုဘုံဟာတကယ်ကိုကောင်းကင်ပေါ်ပြန်တက်နိုင်သွားပါတယ်။သူတို့၃ယောက်ကိုကြည့်ပြီးဆရာကြီးကပြုံးရင်းပြောလိုက်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မင်းတို့၃ယောက်ရဲ့ညီညွတ်မှုကတော့ကျောင်းတော်မှာအကောင်းဆုံးမော်တက်ပဲ။မောင်လာဦးဖြူရဲ့မော်လွဲနဲ့မိကိုဘုံရဲ့ဒုက္ခမော်ကျောင်းတော်ရဲ့နေ့လည်စာစားချိန်မှာကျောင်းသားတစ်လေးမောင်လာဦးဖြူရောက်လာပါတယ်။သူကနာမည်နဲ့လိုက်အောင်လူကလည်းဖြူဖြူဖွေးဖွေးထွားထွားကြိုင်းကြိုင်းနဲ့အမြဲတမ်းပြုံးစီစီလုံနေတတ်တဲ့သူပါ။မောင်လာဦးဖြူကသူ့ရဲ့ပထမဆုံးပစ္စည်းပျောက်ရှာခြင်းမော်ကားထာကိုစမ်းကျင်နေပါတယ်သူကမျက်မှန်ပူရဲ့ပျောက်နေတဲ့စာအုပ်ကိုရှာပေးမယ်ဆိုပြီးဂါထာကိုအကျယ်ကြီးရွတ်လိုက်တယ်။လောက်ဖြူဖြူပစ္စည်းကိုရှာမြန်ပေါ်လာဝုန်းဆိုတဲ့အတန်နဲ့အတူစာအုပ်ထွက်လာမဲ့စာမိကိုဘုံရဲ့ခေါင်းပေါ်ကိုလောက်ဖြူအစ်စ်အကြီးကြီးတစ်လုံးပြုတ်ကျလာပါတော့တယ်။အာငါခေါင်းဟေးလူမောင်လာဦးဖြူမင်းရှာခိုင်းတာစာအုပ်လေးငါခေါင်းကိုလောက်နဲ့ထုခိုင်းတာမဟုတ်ဘူးလို့မိကိုဘုံကအော်လိုက်တော့မိကိုတွေတလိမ့်လိမ့်ထွက်လာပြန်ပါတယ်။ဒါကိုမြင်တော့မျက်မှန်ပူကမျက်မှန်ကိုပင်ပြီးအဟက်မောင်လာဦးဖြူကဂါထာကိုဗမာလိုရောမော်လိုရောရွတ်လိုက်တာကိုစာအုပ်ထဲမှာအဲ့ဒီလိုမပါဘူးလေလို့ရဲရင်ပြောပါတယ်မော်ကူးဆရာလေးကတော့မိကိုဘုံရဲ့ခေါင်းကဘူတီကြီးကိုသူ့ရဲ့မော်လက်ဝါးနဲ့ပူပေးရင်းစိတ်လျှော့ပါမိကိုဘုံညာအ ਨੇ ဆုံးတော့ဒီနေ့ငါတို့လာဦးဟင်းတောက်ရတာပေါ့လို့နောက်လိုက်ပါတယ်မောင်လာဦးဖြူကတော့ခေါင်းကိုကုတ်ရင်းစော်ကြီးပဲတငယ်ချင်းတို့ရာငါကဗိုက်စာနေလို့လာဦးအကြောင်းစဉ်းစားမိသွားတာနဲ့တူတယ်လို့အေးအေးဆေးဆေးပြန်ပြောတာကြောင့်အားလုံးဝိုင်းရကြပါတော့တယ်ပန်းနဲ့သမီးနဲ့မောင်လာဦးဖြူရဲ့အလွဲတနေ့မှာတော့မိကိုဘုံမျက်မှန်ပူမော်ကူဆရာလေးနဲ့မောင်လာဦးဖြူတို့ဟာမော်ဆေးဖော်ဖို့အတွက်တောနက်ထဲကိုရောက်သွားကြပါတယ်။လမ်းဘေးမှာအရန်လာတဲ့ပန်းရောင်ပွင့်ဖက်ကြီးတစ်ခုနဲ့ထူးထူးဆန်းဆန်းပန်းပွင့်ကြီးတစ်ပွင့်ကိုတွေ့လိုက်ရတယ်။မောင်လာဦးဖြူကပန်းပွင့်ကြီးကိုကြည့်ပြီးဟာဒါငါအတွက်ခေါင်းကြီးပဲဆိုပြီးသွားကင်လိုက်ပါတယ်။မျက်မှန်ပူကဘေးကနေဟိတ်လူမကင်နဲ့ဦးအဲ့ဒါပုံမှန်ပန်းမဟုတ်ဘူးလို့တတိပေးချိန်မှတင်မောင်လာဦးဖြူကပန်းပွင့်ကြီးကိုအတင်းဆွဲလိုက်ပါတယ်ချက်ချင်းဆိုသလိုပန်းပွင့်ကြီးကနေမိကိုရောင်လင်းတွေထွက်လာပြီးချုံမောလှပပေမဲ့ဒေါသထွက်နေတဲ့ပန်းနဲ့သမီးပေါ်လာပါတော့တယ်ငါရဲ့အလှပဆုံးပွင့်ဖက်ကိုဘသူကခေါင်းလှုပ်ချင်တာလဲလို့နတ်သမီးကအော်လိုက်ပါတယ်မိကိုဘုံကငါကကွယ်ပေးမယ်ဆိုပြီးရှေ့ထွက်ကဂါထာရွတ်လိုက်ပေမဲ့ထုံးစံအတိုင်းပြက်လွင့်နေတဲ့မိကိုလုံးကြီးတွေပဲထွက်လာပြီးနတ်သမီးကိုကိုဒေါသထွက်အောင်လှုပ်လိုက်တယ်လို့ဖြစ်သွားပါတယ်နတ်သမီးကလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့မိကိုဘုံရဲ့နှာခေါင်းမှာနှင်းစီဆူးတွေပေါက်လာပါတော့တယ်မျက်မှန်ပူကအမြန်တောင်းပန်ကြလို့အော်ရင်သူ့စာအုပ်ထဲကနတ်သမီးကျေနပ်စေသောဂါထာကိုရှာဖတ်ပါတယ်ဒါပေမဲ့အရေးထဲမှာမျက်မှန်ကမြို့ကိုတွေကြောင့်ဝါနေလို့စာလုံးမဖတ်မိကနတ်သမီးရဲ့ခေါင်းပေါ်မှာပန်းကော်ဖီထုတ်တစ်ထုပ်ကိုတွားချပေးလိုက်တယ်လို့ဖြစ်သွားပါတယ်နောက်ဆုံးမှာတော့မော်ကူဆရာလေးကရှေ့ထွက်လာပြီးသူ့ရဲ့အေဂျင့်နဲ့မော်လင်းတန်းနဲ့နတ်သမီးကိုပန်းရနံ့တွေပေးဝေလိုက်ပါတယ်ခွင့်လွတ်ပါနတ်သမီးရဲ့ဒီမောင်လာဦးဖြူကဘ ഹു တုတနီးလို့ပါလို့တောင်းပန်လိုက်မှနတ်သမီးကပြုံးပြီးသူတို့ကိုလွှတ်ပေးလိုက်ပါတယ်ကျောင်းကိုပြန်ရောက်တော့မောင်လာဦးဖြူကခေါင်းကုပ်ရင်ပြောပါတယ်သူကပန်းနဲ့သမီးဆိုတာမသိဘူးလေအဲ့ရဝင်ခေါင်းပျော့ပျော့လေးမှတ်လို့ပါအဲ့ဒီနေ့ကစပြီးမောင်လာဦးဖြူဟာတောထဲကပန်းတွေကိုမကင်ရဲတော့ပဲပန်းကြောက်ယောဂခဏရသွားပါတော့တယ်